မြန်မာမီးထားရဲ့ဒီမီးထားလက်မှတ်ကို online ကနေဒီနေ့ဘယ်လိုဝယ်မလဲဆိုတာကြည့်မယ်နော်အခုပထမဦးဆုံးဒီရထားလက်မှတ်ဝယ်ဖို့ပေါ့သူ website ကိုကျွန်တော်ဝင်လိုက်မယ်ဒါဆိုကျွန်တော် website ထဲရောက်သွားပြီပေါ့နော်ဒီမှာကျွန်တော်တို့အသွားတစ်ကြောင်းရှိမယ်အသွားပြန်ခီးရှိမယ်ကျွန်တော်ဒီနေ့ကတော့အသွားတစ်ကြောင်းပဲရင်ဝယ်ပြမယ်ခီးစဉ်ကကျွန်တော်နေပြည်တော်ကနေရန်ကုန်သွားမယ်ပေါ့နော်သွားမယ့်ရက်ကကျွန်တော်တို့ဘယ်နေ့ရက်နေ့လဲဆိုတော့ဒီမှာကျွန်တော်ကြည့်လို့ရတယ်9ရက်ကြိုဝယ်လို့ရတယ်နော်9ရက်ကြိုဝယ်လို့ရတယ်ဆိုကျွန်တော်ဒီနေ့ကြီး6ရက်နေ့ဆိုတော့9 8 9 10 11 12ရက်နေ့ကိုကြည့်မယ်နော်12ရက်နေ့ကြည့်မယ်အဲ့မှာလူကြီးက1ယောက်ဆို1ယောက်2ယောက်ဆို2ယောက်เนาะဒီမှာလောက်သွားလို့ရကလေးပန်နဲ့ဒီမှာကလေးကိုထည့်မယ်ခုံယူမလားကလေးဆိုရင်ခုံယူမလားမယူလားပေါ့เนาะဒါရွေးလို့ရတယ်เนาะဒါဆိုကျွန်တော်ကလေးမထည့်တော့ဘူးအဲဒီမှာလူကြီး1ယောက်စဝယ်မယ်ပေါ့เนาะအမှကလေး3ယောက်ပါလဲဒီမှာရွေးလို့ရတယ်အပေါင်းလေးကိုနှိပ်လိုက်ရင်1ယောက်တိုးမယ်ပေါ့เนาะ2ယောက်ဆိုရင်2ယောက်ပေါ့เนาะအဲ့မှာကိုခီးစဉ်လိုက်လိုအပ်သလိုဝယ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ခီးစဉ်ရွေးမယ်ခီးသွားရက်ပေါ့เนาะပြီးရင်လူဘယ်နှယောက်လဲရွေးမယ်ပြီးရင်ကျွန်တော်ပြီးပါပြီပေါ့เนาะပြီးရှားပွေးမယ်ကိုနှိပ်မယ်နှိပ်လိုက်ခဏဆောက်မယ်เนาะဆိုရင်အောက်ကိုဆွဲကြည့်လိုက်မယ်အဲ့မှာဆိုရင်ကျွန်တော်12ရက်နေ့2လ2026ရထား6နိုင်ရှိမယ်ဒါရက်တန့်ပူတာပေါ့နော်ဘယ်တွေရက်တန့်လဲပေါ့နော်ဒါဒီမှာကြည့်လို့ရတယ်ဒီနောက်ကနေကင်း12နိုင်တစီရှိမယ်ပေါ့နော်ကျွန်တော်နေကင်း12နိုင်ကိုကျွန်တော်ရွေးလိုက်မယ်နော်အဲ့မှာထိုင်ကုန်တန်းစားရွေးချင်ရွေးလိုက်မယ်နော်အဲ့မှာပထမတန်းမှာဆိုရင်တွဲ1ရှိမယ်တွဲ2ရှိမယ်ဘယ်တွဲမှာစီးကျင်လဲပေါ့နော်ဒါပထမတန်းတွဲတွေရှိမယ်ပြီးအထက်တန်းမှာဆိုရင်အထက်တန်း2တွဲပါမယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တို့အထက်တန်းကိုရွေးလိုက်မယ်နော်အထက်တန်းတွဲ2ကိုရွေးလိုက်မယ်မအောင်မြင်ပါတဲ့ထိုင်ကုန်ရွေးချယ်မှုအရင်ပြုလုပ်ပေးပါတဲ့โอเคထိုင်ကုန်ရွေးမယ်ပေါ့နော်အထက်တန်းတွဲ2ထိုင်ကုန်ကိုရွေးပါကိုနှိပ်လိုက်မယ်အဲ့မှာဆိုရင်ကျွန်တော်တို့ဒါဆိုရင်ဒါရဲ့ရောင်းချပြီးခုံနေပေါ့နော်တွဲ2မှာမရှိဘူးခုံတို့တွေဆိုကျွန်တော်တို့အစိမ်းရောင်ပြမယ်နော်ရွေးချယ်ထားပြီးခုံဆိုတာခုလိုပဲဝယ်နေတဲ့လူတွေပေါ့နော်တော့ဆယ်ဝယ်နေတဲ့လူတွေကိုပြမယ်ဒါမရှိဘူးဆိုကျွန်တော်ဒီချက်ချက်ကလေးနှိပ်လိုက်မယ်ပေါ့နော်ထက်တန်းတွဲ1ကိုကြည့်မယ်နော်ထက်တန်းတွဲ1မှာတခုံတို့တည်နော်ကျွန်တော်တခုံအစိမ်းရောင်လေးပြနေတွေ့လားမခုံတို့အဲ့မှာအစိမ်းရောင်ကျွန်တော်ရွေးလိုက်မယ်ရွေးလိုက်ပြီးရှေ့သို့နှိပ်မယ်နော်ပြီးရင်ဒီမှာရှေ့သို့ထပ်နှိပ်မယ်ထိုင်ကုန်ရွေးချယ်မှုရွေးချယ်မယ်ပေါ့နော်ကဲဦးဆိုရွေးချယ်မှုအောင်မြင်သွားပြီနော်15မိနစ်အတွင်းကျွန်တော်တို့ငွေချေရမယ်ပြီး OK နှိပ်မယ် OK နှိပ်ပြီးရင်ဒီမှာပေါ်လာပြီနော်ကျွန်တော်ထွက်ခွာမယ့်ရက်နေကင်း12နာရီရထားနော်12ရက်နေ့ပြည်အောင်စုနေ့2800ကျပ်နော်ဒီမှာထားဆိုရင်ကြားသိငွေဟဲ့လားစုစုပေါင်း2800ရှိသူနော်ဒါဆိုငွေချေရတော့မယ်ငွေချေမယ်ဆိုရင်ဒီမှာကျွန်တော်ခီးတဲ့နာမည်ထည့်မယ်နော်ခီးတဲ့နာမည်ကျွန်တော်ထည့်လိုက်ပြီးခီးတဲ့နဲ့ဆိုင်တဲ့ဟာလေးထည့်မယ်နော်မှတ်ပုံတင်လားဟုတ်လားရွေးချယ်မှတ်ပုံတင်ဆိုရင်သူ့ရဲ့မှတ်ပုံတင်နာမည်ကိုထည့်မယ်နော်ဒါအကုန်ရွေးရမယ်နော်ပြီးကြားလာမှလာရွေးမယ်နော်ကျွန်တော်ကြားမှရွေးမယ်နော်ပြီးကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်မယ်ဖုန်းနံပါတ်ကအရေးကြီးတယ်နော်ပြီး email ရှိရင် email ထည့်လို့ရတယ်မရှိရင်ထည့်ရမလို့နော်ပြီးဒီမှာပြန်စစ်မယ်နော်ကိုယ့်ရဲ့ရထားမှတ်ရှိအစုံနေပြီးတော့ရန်ကုန်နော်ပြီးရင်အားလုံးမှန်တယ်ဆိုရင်ကျွန်တော်ရှေ့သို့သွားမယ်ဟဲ့လားပြီးရင်ဒီမှာအချက်လက်နော်ခီးသည်တွေပြန်စစ်မယ်ကိုယ်နာမည်တွေပြန်စစ်မယ်ဒီမှာထည့်ထားတဲ့အချက်လက်နဲ့ခီးသည်နဲ့မတူရင်ကျွန်တော်တို့စီးလို့မရပါဘူးနော်အဲကြတော့ခီးသည်ကိုယ်တိုင်သွားမယ်ခီးသွားမယ်လူကိုယ်တိုင်ဝယ်တာပဲကောင်းပါတယ်အထောက်ခံမဲ့ရက်ဒါတွေပြန်စစ်မယ်ပြီးရင်ဒီမှာအမှန်ချင်းလေးချစ်လိုက်မယ်နော်ဒီ4000 box လေးမှာရထားလက်မှတ်ဒါလေးနှိပ်မှကျွန်တော်ဆက်သွားလို့ရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ငွေချေလို့ရပြီ MPU နဲ့ပေးမှလား MNQR နဲ့ပေးမှလား MNQR မှာဆိုရင်ကျွန်တော်တို့ KB AR ပေး Wave ဟဲ့လားတခြားပေးတွေနဲ့ပေးလို့ရတယ်တကယ်လို့ကျွန်တော် MPU cash ရှိရဆိုရင် MPU e-commerce ဖွင့်ထားဖို့လိုတယ် MPU ရေးပြီးသွားရမယ်ကျွန်တော် MNQR နဲ့ပေးမယ်ဆိုရင်ပြီးရင် process to payment ကိုနှိပ်လိုက်မယ်အဲဒါ QR လေးပေါ်လာတွေ့လားဒါဆိုကျွန်တော်တို့4မိနစ်အတွင်းငွေပေးရမယ်နော်ငွေပေးပြီးရင်တော့ကျွန်တော်တို့တခါဒါလေး scan pack 2800ပေးလိုက်ပြီးပြီးရတယ်ဒီမှာတခါလဲကျွန်တော်တို့ success ဖြစ်သွားတဲ့ဟာလေးပေါ်သွားမယ်နော်အဲကြရင်တော့ကျွန်တော်တို့လက်မှတ်ဝယ်တာပြီးပါပြီအဲလက်မှတ်တွေသိမ်းထားမယ်ခုခီးသွားတဲ့ရက်ကြရင်ဘူရာမှာတနာရီကြိုပြီးတော့သွားလဲလို့ရပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့ရထားစီးလို့ရမှာပါအားလုံးပဲကျေးဇူးတင်ပါတယ်